အနုပညာလောကထဲမှာအင်အားကြီးမှရဲ့ထုတ်လုပ်သူတယောက်နဲ့ချစ်သူတွေဖြစ်နေရဲ့မေမြင့်မို့မင်္ဂလာပါပရိသတ်ကြီးအနုပညာတတန်တစ်လျှောက်မှာအခြေအသတင်းတွေထွက်လေမရှိတဲ့မေမြင့်မို့ကအခုတစ်ခါမှတော့ဘယ်သူမှမထင်ထားတဲ့တယောက်နဲ့ချစ်သူတွေဖြစ်နေကြပါတယ်မေမြင့်မို့ရဲ့ချစ်သူကိုပရိသတ်တွေကအေးချမ်းမှလိုပဲထင်ထားခဲ့ကြတာပါသူတို့နှစ်ယောက်ကဇလန်တွဲမှာအတွဲညီခဲ့တာကြောင့်လိုက်ဖက်တယ်ဆိုပြီးပြောကြပါတယ်ဒါပေမဲ့မေမြင့်မို့ကတော့တာမန်မျိုးသားရွေးချယ်ထားကမဟုတ်ပဲပရိုဂျူဆာတယောက်ကိုချစ်သူတော်ထားခဲ့တာပါမေမြင့်မို့ကအသက်ကွာခြားတဲ့ပရိုဂျူဆာနဲ့ချစ်သူဖြစ်နေတဲ့အကြောင်းထုတ်ပြောလိုက်သူကတော့ဒရိုက်တာပြည်ဟိန်းတီဟာပဲဖြစ်ပါတယ်မေမြင့်မို့ရဲ့ချစ်သူကဘိုဘိုအန်တာထိန်မတ်ကကိုဘိုဆန်းဖြစ်တယ်လို့ဆိုပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကကိုဘိုဆန်းနဲ့မေမြင့်မို့ကချစ်သူတွေဖြစ်နေခဲ့ကြတာပါကိုဘိုဆန်းကမေမြင့်မို့လို့ချက်ချောလလာမင်းသမီးတယောက်နဲ့ချစ်သူဖြစ်နေတဲ့အကြောင်းကိုတော့အနုပညာလောကကလူတွေကိုပြောလို့ရှိလို့ဆိုပါတယ်မင်းမြင့်မို့ကဒီလိုအသက်ကြီးကြီးအမျိုးသားကိုတွဲမယ်လို့မထင်ထားခဲ့တာကြောင့်အားလုံးကအော်နေကြပါတယ်ကိုဘိုဆန်းကလူပြိုကြီးတယောက်ဖြစ်ပြီးအနုပညာလောကထဲမှာတော့အင်အားကြီးမှသူဖြစ်ပါတယ်လက်ရှိမှာရုံတင်ပြသနေတဲ့ဇာတ်ကားတော်တော်များများကိုသူ့ရဲ့ထုတ်လုပ်ရေးကနေပဲရိုက်ကူးခဲ့တာပါအနုပညာရှင်တွေကတော့အားကြရလောက်အောင်ကျွဲဝချမ်းသာတဲ့ကိုဘိုဆန်းကမြင့်မြတ်လို့အနုပညာကြီးမြန်မာရဲ့မင်းသားကိုတော့အနုပညာကြီးတိန်းထောင်ကြီးပေးပြီးတော့ကမ်းလှမ်းနိုင်တဲ့သူပါအဲ့ဒါကြောင့်လေကိုဘိုဆန်းကမင်းမြင့်မို့ကိုအကယ်ဒမီရောက်လုပ်ပေးခဲ့လို့ဆိုပါတယ်မင်းမြင့်မို့ကကိုဘိုဆန်းရဲ့ထုတ်လုပ်ရေးကနေထုတ်တဲ့ဇာတ်ကားတွေမှာကိုဘိုဆန်းရဲ့ထုတ်လုပ်ရေးကနေထုတ်တဲ့ဇာတ်ကားတွေမှာတရုပ်ဆောင်ပြီးနောက်မှာအကယ်ဒမီလည်းရသွားခဲ့ပါတယ်တချို့တွေကတော့မင်းမြင့်မို့ရဲ့တရုပ်ဆောင်ပုံတွေကမပြောင်းလဲဘူးဆိုပြီးတော့သဘောမကျကြပါဘူးဒါပေမဲ့လေအင်အားကြီးမာတဲ့အမျိုးသားကိုချစ်သူတော်ထားတာကြောင့်2023ခုနှစ်အတွက်ပေးအပ်တဲ့အကယ်ဒမီပေးပွဲမှာမင်းမြင့်မို့ကအကယ်ဒမီဆုရသွားခဲ့တာပါမင်းမြင့်မို့ကဟိုတယ်လုပ်ငန်းမှာလေအောင်မြင်နေသူတယောက်ဖြစ်တဲ့အပြင်ရုံတင်ဇာတ်ကားတော်တော်များများလေနေရာယူထားခဲ့ပါတယ်လွန်ခဲ့တဲ့ရက်ကထုတ်လုပ်သူကိုရွှေမန်းရဲ့လက်ထပ်ပွဲမှာလေကိုဘိုဆန်းကမင်္ဂလာပန်းဆိုရသွားလို့သူတို့နှစ်ယောက်လက်ထပ်တော့မလားလို့ထင်နေကြပါတယ်မင်းမြင့်မို့နဲ့ကိုဘိုဆန်းတို့နှစ်ယောက်လိုက်ဖက်ရလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းထားလိုက်ပြစီအခုလိုအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်တိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်